ကုသိုလ်ဆိုတာပတ်စံရှိမှလုပ်လို့ရတယ်လို့ယူဆရင်လည်းမှားတယ်ပတ်စံကုန်တဲ့ကုသိုလ်ဆိုတာဒါနကုသိုလ်တစ်မျိုးပဲရှိတယ်ပတ်စံမကုန်တဲ့ကုသိုလ်တွေကများတယ်ဘာကုသိုလ်တွေတုံးဆိုငါးပါးသီလစောင့်တည်တယ်သီလကိုမျက်မျက်နှုံနှုံထိမ့်သိမ့်ဆောက်ရှောက်တယ်ပတ်စံမကုန်မြတ်စွာဘုရားဟောထားတဲ့ကုသိုလ်ကောင်းမှုဆင့်ပို့ပြီးတော့ကောင်းတဲ့ကုသိုလ်ကောင်းမှုဆိုတာဝေလာမသုတ်တံမှာဟောထားတာကိုမှတ်သားထားဖို့လိုအပ်တယ်သာတုဒ္ဓိတသံဃာလို့ဆိုတဲ့အရက်လေးမျက်နှာလွတ်လပ်စွာသွားလာနေကြတယ်သံဃာတော်တွေကိုရည်စူးပြီးတန်ခိကကြောင်းဆောက်လုပ်တာဟာကုသိုလ်ထဲမှာတော့ငွေကြေးဒနာအကုန်ကြခံပြီးလှူဒန်းတဲ့ဒါနကုသိုလ်တွေထဲမှာတော့အကောင်းဆုံးပဲအဲ့ဒီကုသိုလ်တွေကောင်းတာရှိသေးသလားလို့ဆိုရှိတယ်အဲ့ဒီကုသိုလ်တွေကောင်းတာဘာလို့ဆိုခုနတုန်းကတရားဝဲမစခင်ကမျက်မျက်နှုံနှုံရွတ်ဆိုလိုက်ကြတယ်ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိဆိုတယ်အဲ့တရဏဂုံတည်တဲ့ကုသိုလ်ကချောင်းဆောက်တဲ့ကုသိုလ်တဲ့ပို့ပြီးတန်ဖိုးကြီးတယ်လို့သူတို့ဆိုတယ်ဘာကြောင့်တန်ဖိုးကြီးတာတုံးလို့စဉ်းစားကြည့်ချောင်းဆောက်လူတဲ့ကုသိုလ်ဆိုတာကိုပိုင်ဆိုင်တဲ့ပစ္စည်းတွေကခွဲဝေပြီးတော့လှူရတာဖြစ်တယ်တရဏဂုံဆောက်တည်လိုက်တယ်ဆိုတာကြတော့ကိုယ့်ရဲ့အသက်နှလုံးအသက်ကိုအနှင်းပြီးရသက်ပံမြတ်စွာဘုရားရဲ့အဆုံးအမနဲ့နေပါမယ်တရားတိုင်းကျင့်ပါမယ်သံဃာရီဒါနကောင်းမှုပြုပါမယ်လို့ကိုယ့်ရဲ့အသက်ကိုစွန့်ပြီးတော့အသက်ပါပုံအပ်ပြီးတော့ဖရာတရားသံဃာယရဏသုံးပါးကိုစိကတ်တာဖြစ်သောကြောင့်သူကပို့ပြီးတော့မြတ်တယ်ပြင်ပကပစ္စည်းစွန့်နာတဲ့ကိုယ့်ရဲ့ဘဝကြီးတစ်ခုလုံးကိုစွန့်လွတ်အနန္တာကပို့မြတ်တယ်ဒီအဓိပ္ပာယ်ကိုဆိုလိုတယ်နော်ဒါဖြင့်အဲ့ဒီတဲ့ကောင်းတဲ့ကုသိုလ်ရှိသေးလားလို့ဆိုတရဏဂုံတင်ပြီး၅ပါးသီလကိုအသက်ထက်မြတ်မြတ်နှုံနှုံထိမ့်သိမ့်ဆောက်ရှောက်တာပို့ကောင်းတယ်၅ပါးသီလတဲ့ပို့ပြီးတော့ကောင်းတဲ့ကုသိုလ်ရှိသေးလားလို့ဆိုရှိသေးတယ်လက်လေးနှစ်ချောင်းနဲ့ကြောက်ပြင်းမောမှာနတသွေးထားပြီးလက်လေးနှစ်ချောင်းနဲ့ယူပြီးနာဝကိုတိတ်ပြီးရှူလိုက်တဲ့အချိန်ပိုင်းလေးလောက်ပဲဖြစ်စေတရဝရီချမ်းသာကြပါစေဆိုတဲ့ရှင်နယ်ကမေတ္တာရှင်နယ်မှာမေတ္တာဖြစ်အောင်လုပ်တာကငါးပါးသီလဆိုတဲ့ကုသိုလ်တွေပိုမြတ်တယ်။ဘာကြောင့်မြတ်တယ်လို့ပြောတော့ဆိုငါးပါးသီလကသီလအဆင့်ပဲရှိတယ်။မေတ္တာဘာဝနာပွားလိုက်တယ်ဆိုတာဘာဝနာအဆင့်ရောက်သွားပြီ။ဒါကြောင့်မို့လို့ပိုမြတ်တယ်။အဲ့ဒီမေတ္တာပွားမှုအောင်မြင်သွားပြီဆိုလို့ဇန်နေပိညင်နေရပြီဆိုရင်ပြမပြေမှာကဘာနဲ့ခြိပြီးတော့အသက်ရှိနိုင်တာဒါကြောင့်မို့လို့သီလကဘလောက်ပဲပြည့်စုံပြမမဖြစ်ဘူးသီလကုသိုလ်တစ်မျိုးတည်းနဲ့ပြမမဖြစ်ဘူးဌာနကုသိုလ်နဲ့လည်းပြမမဖြစ်ဘူးမေတ္တာဘာဝနာပွားပြီးတော့သမထကျင့်စဉ်ကျင့်လို့ဆံရပြီဆိုရင်ပြမဖြစ်တယ်လို့ဒါကြောင့်မို့လို့မြတ်တယ်လို့ပြောတာနော်အဲ့ဒီတဲ့မြတ်တဲ့ကုသိုလ်ရှိသေးလားလို့ဆိုရှိသေးတယ်သင်္ခါရတရားတွေကိုအာယုံပြုပြီးတော့ဘယ်အရာမှမမြဲဘူးဆိုတဲ့အနိစ္စတင်ညာလက်ဖြောက်တည်းအချိန်ပိုင်းလေးမှာပဲဖြစ်စေမမြဲဘူးဆိုတဲ့အနိစ္စတင်ညာအနိစ္စလို့သိတဲ့ဝိပဿနာအသိဉာဏ်လေးကခုနကမေတ္တာပွားရတယ်ပုံမြတ်တယ်။ဘာကြောင့်မြတ်တုံးဆိုဒီဝိပဿနာအသိကမလေးပါဖိုးလေးပါထီအောင်စိုက်ထီစေပြီးနိဗ္ဗာန်ထိအောင်ရောက်စေနိုင်သောကြောင့်ဖြစ်တယ်။စံပွားပြီးတော့
ဆံရယုံတသက်နဲ့နိဗ္ဗာန်ဆိုတာမရသေးဘူးဝိပဿနာကျင့်စဉ်ကျင့်ပြီးတော့ဒီအတိလာမှနိဗ္ဗာန်ဆိုတဲ့နိဗ္ဗာန်တခါကြီးဟာပွင့်သွားမှာပဲဖြစ်တယ်ပေါ့ဘယ်လိုလုပ်ပြီးတခါဖွင့်တယ်လဲလို့ဆိုလို့ရှိရင်အရာခတ်သိမ်းဟာမမြဲဘူးဆိုတဲ့အနိစ္စသိညာဝိပဿနာဉာဏ်သည်တွေ့တာမှုတွေကိုယောဘသွားစေနိုင်တယ်တန်တရားထဲမှာကျင်လဲနေကြတာရင်ထဲကတွေ့တာမှုတွေကိုမဖယ်ရှားနိုင်လို့သာဖြစ်တယ်အဲ့ဒီရင်ထဲကတွေ့တာမှုတွေကိုဖယ်ရှားဖို့အတွက်အနိစ္စသိညာလို့ခေါ်တဲ့ဝိပဿနာကလွဲလို့တခြားနည်းနဲ့ဖယ်လို့မရဘူးလောကမှာရင်ထဲမှာတွေ့တာမှုတွေရှိနေသမျှကလပ်ပလုံးစိတ်ပူပန်ရမှုဆိုတဲ့တောကစားတဲ့ကိရိတာတွေဟာရှိနေကြအောင်ပါပဲတောကရှိနေသမျှဘယ်တော့မှစိတ်နှလုံးအေးချမ်းကြမှာမဟုတ်ဘူးတဲ့တွေ့တာမှုများလေလေတောကများလေလေတွေ့တာမှုရှိရာတောကလာတာဖြစ်တယ်ကိုမတွေ့တာတဲ့နေရာတောကဆိုတာမဖြစ်ဘူးကိုမသိတဲ့တရားအတွက်တောကမဖြစ်ဘူးကိုမပိုင်တဲ့ပစ္စည်းဥစ္စာအတွက်တောကမဖြစ်ဘူးလူတွေတောကဖြစ်နေခြင်းသည်ကိုပိုင်တဲ့ပစ္စည်းကိုနဲ့သက်ဆိုင်တဲ့ပုဂ္ဂိုလ်တွေအတွက်သာလျှင်တွေ့တာမှုကိုအခြေခံပြီးတောကဖြစ်နေကြတာဆိုတာအလေးနဲ့ထားပြီးတော့စဉ်းစားကြည့်ရင်တရားသဘောကိုနားလည်မှာပဲဖြစ်တယ်အဲ့ဒီတောကဆိုတဲ့ယင်ထဲကအပူကိုဖယ်ရှားပြနိုင်တာကတော့တွေ့တာမှုကိုဖယ်ရှားနိုင်တဲ့ဝိပဿနာဉာဏ်ပဲဖြစ်တယ်ရှင်တဲ့နှလုံးထဲအေးချမ်းပြီးနောက်ဆုံးမှာဘဝမှာခန္ဓာကိုယ်ရရှိစေနိုင်တာဟာတွေ့တာမှုကြောင့်ပဲဖြစ်တယ်မြတ်စွာဘုရားကိုယ်တိုင်ကဖျားဖြစ်ခါစားတော့ကဒီတွေ့တာမှုဆိုတဲ့တဏှာကိုဥတည်ပြီးတော့ဂဟကာရကဒိဋ္ဌောတိပုဏ္ဏခေဟနာဂဟတိဘဝတန်တရားမှာခန္ဓာအိမ်ကြီးကိုစောင့်နေတာဒီတဏှာပဲတွေ့တာမှုဆိုတဲ့တဏှာဟာဘဝကိုဖြစ်ပေါ်စေတာဖြစ်လို့ဒီဘဝကိုဖြစ်ပေါ်စေတဲ့တဏှာကိုချိန်ညွှန်းအောင်လုပ်လိုက်ပြီးဆိုရင်ခန္ဓာဆိုတာမဖြစ်တော့ခန္ဓာမဖြစ်တော့ရင်ကိုယ်ချင်းနာချင်းသိချင်းဆိုတာမလာတော့ဒါကြောင့်မို့တဏှာនិရောဓဥပါရဏនិရောဓဥပါရဏនិရောဓဘဝនិရောဓဘဝនិရောဓဇာတိនិရောဓတွေ့တာမှုတွေချုပ်သွားပြီဆွလမ်းမှုတွေချုပ်သွားပြီဘဝကိုထုတ်လုပ်တဲ့ကံတရားတွေချုပ်သွားပြီဆိုရင်ဇာတိនិရောဓဘဝမှာမွေးဖွားမှုဆိုတာလဲချုပ်ငိမ့်သွားပြီမမွေးတော့ဘူးလို့ဆိုလို့အဲ့ဒါနိဗ္ဗာန်ကိုရနေတာနဲ့ဆန့်ကျင်ဘက်ကနိဗ္ဗာန်သို့တော်လည်းနိဗ္ဗာန်နဲ့ပတ်သက်ပြီးတော့ရေးကြတယ်ပြောကြတယ်ညင်ကြတယ်ခုံကြတယ်နိဗ္ဗာန်အရေးကိုတွေးကြတယ်သို့တော်အမှန်တရားနဲ့ဝေးတဲ့ဝေးသွားတယ်တွေးလေဝေးလေကိုယ်နေရွယ်ကိုကြည့်ကျင်လို့လှဲ့ရင်လှဲ့လေဝေးလေပဲဖြစ်မှာပဲနိဗ္ဗာန်ဆိုတာအနည်းလေးပဲဖြစ်တယ်တန္တိကေနဝိဇ္ဇနန္တိမဂ္ဂဓမ္မတကောဝိတာနိဗ္ဗာန်ဆိုတဲ့တရားသည်အနည်းလေးပဲဘလို့နီးတာတော့ဆိုကိုယ်ခန္ဓာကိုယ်မှာရှိနေတဲ့ခန္ဓာ၅ပါးအပေါ်မှာတွေ့တာတဲ့တဏှာခန္ဓာကိုယ်မှာရှိတဲ့သဘာဝတရားတွေကိုရှုမြင်သုံးသပ်ခြင်းဖြင့်နိဗ္ဗာန်ဆိုတာတွေ့နိုင်တဲ့အရာဖြစ်တယ်ပေါ့တကယ်ပြောမယ်ဆိုရင်ဥပိ္ပနံအပ္ပတ္တိនិရောဓသစ္စာလေးပါးကိုဖွင့်တဲ့အထက်ကရာတွေကိုကြည့်မယ်ဆိုရင်ဒုက္ခသစ္စာသမုဒယသစ္စာ
ဒုက္ခဆိုတာဘယ်သူခေါ်တာတော့တန်ခိတ်တေနပိစုပါရณေခန္ဓာဒုက္ခဓမ္မစကြာမှာဒုက္ခဆိုတာဥပါရณေခန္ဓာ၅ပါးကိုခေါ်တယ်အဲ့ဒီဥပါရณေခန္ဓာ၅ပါးဖြစ်စေတာကအကြောင်းတရားကတဏှာသမုဒယဒုက္ခနဲ့သမုဒယဒီနှစ်ခုမဖြစ်တော့ဘူးဆိုရင်နိဗ္ဗာန်နိဗ္ဗာန်ဆိုတာတခြားမဟုတ်တော့ဥပိ္ပဏံအပောတိဒုက္ခနဲ့သမုဒယအကြောင်းနဲ့အကျိုးနှစ်ခုစလုံးချုပ်ငြိမ်းသွားခြင်းသည်နိဗ္ဗာန်ပဲဆိုတော့ကိုယ်နဲ့အနည်းလေးပဲเนาะတခြားသွားရှာစရာလည်းမလိုအဲ့ဒီသဘောတရားနိဗ္ဗာန်ကိုရောက်စေနိုင်တာတော့အနိစ္စတင်ညာလို့ဆိုတဲ့ခေါင်းတက်ထားတဲ့ဝိပဿနာဉာဏ်ပဲဖြစ်တယ်ဒါကြောင့်မို့ကုသိုလ်ကောင်းမှုအစဉ်စဉ်နဲ့မှလှုပ်လို့ရတဲ့ကုသိုလ်တွေမှာဝိပဿနာကုသိုလ်ဟာအမြင့်ဆုံးလို့ပြောရမှာဒါဖြင့်မဲ့ကုသိုလ်ကဝိပဿနာကုသိုလ်တွေမမြင်ဘူးလားဆိုမဲ့ကုသိုလ်ကမြင့်တယ်ဒါပေမဲ့လို့လှုပ်လို့ရတဲ့ကုသိုလ်မဟုတ်ဘူးမဲ့ကုသိုလ်ဆိုတာသစ္စိကတ္တပမျက်မှောက်ပြုရမယ့်ကုသိုလ်သာဖြစ်တယ်အဲ့တော့မျက်မှောက်ပြုရမယ့်ကုသိုလ်ဆိုတာလှုပ်ရတာကဝိပဿနာရတာကမဲ့ထိလို့သွားတာအဲ့ဒါကြောင့်လို့ကုသိုလ်ကောင်းမှုဆိုတာအလွန်အစွမ်းထက်တယ်လောကတန်တရားထဲမှာလည်းပဲကုသိုလ်ရဲ့အကျိုးပေးမှုတွေကအလွန်ဆန်းပြားတယ်ဒါကြောင့်မို့ကုသိုလ်ကံရဲ့အစွမ်းတကူတွေရဲ့ထူးခြားတဲ့စွမ်းရည်တတ္တိတွေရရှိကြတဲ့ဝိသခာရဲ့ဘိုးဘွားမိဘတွေရဲ့အကြောင်းသူတို့ရဲ့စွမ်းရည်တတ္တိလေးတွေကိုအတူယူအားကြဖို့ဒီလောက်ထီအောင်ကုသိုလ်ကောင်းမှုဆိုတာစွမ်းဆောင်နိုင်တယ်ဆိုတာသိရှိကြရအောင်အဲ့ဒီဇာလံလေးနဲ့မှတ်သားကြည့်ကြရမယ်ပေါ့ဝိသခာတို့ဟာတာဝတိမျိုးသူမျိုးသားတွေမဟုတ်ကြဘူးဗိမိတာရမင်းကြီးပိုင်ဆိုင်တဲ့အင်္ဂါတိုင်းမကရတိုင်းလို့ဆိုတဲ့တိုင်းကြီးနှစ်တိုင်းတဲမှာအင်္ဂါတိုင်းအပါအဝင်ဖြစ်တဲ့အင်္ဂါတိုင်းဗတ္တိယမြို့သူတွေသာဖြစ်တယ်တာဝတိနဲ့ဝေးတဲ့အင်္ဂါတိုင်းဗတ္တိယမြို့မှာမွေးဖွားခဲ့တာအဲ့တော့ဝိသခာရဲ့ဘိုးဘွားမိဘတွေဟာဘသူတွေလဲဆိုရင်ဝိသခာရဲ့အဖိုးကမင်းနကတထေဗတ္တိယမြို့မှာနေတဲ့မင်းနကတထေဝိသခာရဲ့အဖွားကစန္ဒပတုမာဆိုတဲ့တထေကတော်ကြီးဝိသခာရဲ့အဖေကအဲ့ဒီမင်းနကတထေရဲ့သားဖြစ်တဲ့ဓနင်းစရမြည်ရှိတဲ့တထေသားသူစနီးကသူဝနာထေဝီသူတို့အိမ်မှာအလုံးလုံးတဲ့ထိုခေတ်အသုံးလုံးနဲ့ဆိုရင်ဒါသသူတို့ရဲ့ဝန်တန်းလေယာလုပ်ငန်းမှာဥဆောင်လုပ်နေတဲ့ပုဂ္ဂိုလ်ကပုံနာအဲ့တော့ဝိသခာရဲ့ဖိုးဘွားမိဘတွေကိုကြည့်မယ်ဆိုရင်အဖိုးကမင်းနကတထေအဖွားကစန္ဒပတုမာအဖေကဓနင်းစရအမေကသူမနာဒေဝီတို့အဲ့ဒီမိသားစုဟာဗတ္တိယမြို့မှာနေကြတာနေပြီလို့သူတို့မှာထူးခြားတဲ့အစွမ်းတတ္တိတွေရှိတယ်တော့ကိုထူးခြားတဲ့စွမ်းတတ္တိရှိတော့တိုင်းပြည်အုပ်ချုပ်တဲ့ဗေမိသာရမင်းကြီးကတောင်စိတ်ဝင်စားတယ်မင်းနကတထေမှာထူးခြားတဲ့စွမ်းရည်တတ္တိတွေအစွမ်းတကူတွေရှိတယ်လို့ကြားတယ်သူတို့မိသားစုမှာသူများနဲ့မတူတဲ့ကုသိုလ်ကံရဲ့အစွမ်းတကူတွေရှိတယ်လို့ကြားတမန်အဖြစ်မင်းနကတထေကသူ့အိမ်ထဲမှာရွှေဆိပ်ရုပ်တွေရှိတဲ့တထေကြီးပဲသို့တော့အဲ့ဒီရွှေဆိပ်ရုပ်တွေရှိတာမထူးခြားသေးဘူးပေါ့အဲ့ဒီရဲ့ထူးခြားတဲ့အစွမ်းတကူတွေကိုသူရရှိထားတာဖြစ်ဗေမိသာရမင်းကြီးကသတင်းကြားတဲ့အခါမှာအမတ်ချုပ်ကြီးကိုစစ်အင်္ဂါ၄ပါးခြံရံပြီးတော့
ဖရိယမြို့ကိုလွတ်ပြီးစုံစမ်းခိုင်းတယ်ငါကြားတဲ့သတင်းဟာဟုတ်မဟုတ်အမကြီးကိုယ်တိုင်မြင်ခဲ့လို့ရှိရင်ငါကိုယ်တိုင်မြင်ရတာနဲ့တူတူပဲဆိုပြီးစစ်အင်္ဂါ၄ပါးအချမ်းအယံနဲ့ကိုတမင်သွားပြီးတော့စုံစမ်းပြီးကြည့်ရှုရတဲ့အစွမ်းတကူတွေပဲဖြစ်တယ်အဲ့ဒီခေတ်ကတော်တော်ထူးခြားတဲ့အစွမ်းတကူတွေခဏခေတ်မှာလည်းပဲဒီလိုအစွမ်းတကူရှိတဲ့ပုဂ္ဂိုလ်ဟာမတွေ့ဘူးမမြင်ဘူးတဲ့ပုဂ္ဂိုလ်တွေကြီးပဲအမတ်ချုပ်ကြီးကိုလွတ်လိုက်တယ်ဘုရင်ကနေအမိတ်ပေးပြီးတော့သွားပြီးကိုတွေ့ဟုတ်မဟုတ်သွားစုံစမ်းပါဆိုရာဇဂျူမျိုးကစစ်တပ်ကြီးနဲ့အမတ်ကြီးဟာဥဆောင်ပြီးတော့ဗရိယမျိုးကိုရောက်လာတယ်ရောက်လာပြီးတော့မင်းကတထေးကြီးနဲ့တွေ့တဲ့အခါငါ့ကိုဘုရင်ကြီးကလွတ်လိုက်တယ်မင်းတို့မိသားစုမှာထူးခြားတဲ့အစွမ်းတကူတွေရှိတယ်ဆိုတာဘုရင်ကြီးကဟုတ်မဟုတ်သိရအောင်ငါ့ကိုကြည့်ခိုင်းလိုက်တယ်အဲ့ဒီထူးခြားတဲ့အစွမ်းတကူတွေကိုငါကြည့်ကျင်တယ်ဆိုတော့မင်းကတထေးကအမကြီးကြည့်လို့ရပါတယ်ကျွန်တော်မျိုးပြပါမယ်သူ့ရဲ့အစွမ်းတကူကိုသူကပထမဆုံးစပြီးတော့ပြကုသိုလ်ကောင်းမှုဆိုတာအမှန်မှထူးဆန်းတယ်ပေါ့နော်ဖြစ်မှဖြစ်နိုင်ပါမလားလို့တန်တရားမရှိနဲ့သူကဒီကုသိုလ်အစွမ်းတကူသူရထားတာဘာတော့ဆိုတော့သူ့ရဲ့အစွမ်းတကူကရေမိုးချိုးရေချိုးတဲ့အခါမှာအမြဲတမ်းခေါင်းကလောင်ချိုးကြတာမဟုတ်ဘူးတကယ်ကိုစင်ကြယ်တန်ရှင်းမှုလုပ်ရင်ခေါင်းမှာချိုးတယ်နော်အဲ့ဒါကြောင့်စာပေကျမ်းကမှာတိတံနဟာရိတ်တော်ခေါင်းမှာရေချိုးတယ်တကူလုံးတန့်စင်တယ်လို့ဆိုပါတယ်တကူလုံးရေမိုးချိုးတန့်စင်ပြီးတော့သူ့အိမ်မှာရှိတဲ့စဘာခိုတော်အကြီးတွေကိုတပြက်စီးလဲပြောင်းနေအောင်တန့်ရှင်းအောင်လုပ်ပြီးတော့အဲ့ဒီစဘာချီကြီးရဲ့တကားအပြင်းမဲ့ထွက်ပြီးတော့ထိုင်လိုက်တာနဲ့တပြိုင်နက်ကောင်းကင်ကစဘာမိုးတွေရွာချပြီးစဘာကြီးတစ်ခုလုံးပြိတ်သွားတယ်ဒါသူ့ရဲ့အစွမ်းတစ်ခုပဲအဲ့တော့အမတ်ကြီးကလာကြည့်တော့မင်းကတထေးကြီးကကောင်းပါပြီကျွန်တော်ပြပါမယ်ရေမိုးချိုးပြီးတော့စပယ်ကြီးတွေအကုန်လုံးတန်ရှင်းလုပ်ပြီးတကားပြင်မဲ့ထွက်ပြီးတော့ထိုင်လိုက်တာနဲ့ကောင်းကင်ဘုံကအရှူစဘာမိုးတွေရွာပြီးတော့ခိုးတော်ကြီးတဲ့အကုန်ရောက်သွားတာပြည့်သွားတယ်အမကြီးကချိနေတယ်အော်စရာကောင်းလိုက်တာကဲမင်းကတထေးကြီးရဲ့အစွမ်းတတိတော့သိရပြီတထေးကြော်ကြီးရဲ့အစွမ်းတကူပြပါအောင်လို့ဆိုတထေးကြော်ကြီးကသူ့ရဲ့အစွမ်းတကူပြပါမယ်သူကအလုပ်တော်တထေးကြော်ကြီးရဲ့နာမည်ကစန္ဒပဒုမာတဲ့လက်မှာလာဝန္တရခုခေတ်လက္ခဏာကြည့်တဲ့ဘေးရင်ဆရာတွေလက္ခဏာဆရာတွေသွားကြည့်မယ်ဆိုရင်သူ့ရဲ့လက်ဖွားမှာလာပုံတရံပေါ်နေတယ်ခြေပွားကြတော့ခြေကနာလို့တော့မခေါ်နဲ့နော်လက္ခဏာဆိုတာပါဠိစကားဆိုတာအမှတ်သားကိုပြောတာလက်ဖွားလက္ခဏာခြေပွားရဲ့လက္ခဏာအဲ့လိုပဲပြောရလက္ခဏာဆိုခြေခဏဆိုပြီးတော့ခေါ်ကြတယ်မဟုတ်တာအဲ့ဒါတော့လက်ဖွားရဲ့လက္ခဏာလက်ဖွားမှာလပုံစံရှိတယ်ခြေပွားမှာကြတော့ဘုံမှာကြာပွင့်ကြီးရဲ့ပုံသဏ္ဍာန်ပေါ်နေတယ်အဲ့လိုထူးခြားတဲ့တထေးကြော်ကြီးကသူ့ရဲ့အစွမ်းတကူပြပါဆိုတော့ဘာလို့တော့တထေးကြီးကပြောလိုက်တယ်ကဲမင်းအစွမ်းတကူပြဖို့ကဲလှုပ်လိုက်တဲ့စိတ်အင်္ဂါ၄ပါးအခုစစ်တပ်ကြီးနဲ့လာတာဖြစ်တော့အဲ့ဒီစိတ်အင်္ဂါ၄ပါးကိုထမင်းကျွေးလိုက်စမ်းပါ နော်သူက
ထမင်းတစ်စိမ့်လောက်ချက်ထားတဲ့ထမင်းအိုးကြီးနားမှာထိုင်ပြီးတော့ပါလာတဲ့စစ်သားတွေအကုန်လုံးကိုသူကထမင်းခူးပြီးတော့ကြွေးတာသူအဲ့ဒီနေရာကမထမချင်းဒီထမင်းဟာနော်တစိမ့်ချက်ထမင်းဟာစိတ်အင်ကလေးပါလူတွေစားတာမကုန်ဘူးတဲ့မော်ရမြိုင်ကျွန်းဆိုမော်ရမြိုင်ကျွန်းတစ်မျိုးလုံးတစ်နယ်လုံးကလာစားမကုန်ဘူးတဲ့သူချက်ထားတာတော့တစိမ့်ပဲချက်ထားတယ်သူနေရာကမထသေးသမျှကလပ်ပါလို့ဒီထမင်းအိုးကရော့မသွားဘူးတဲ့အမကြီးနဲ့စစ်အင်ကလေးပါရှိတဲ့စစ်တပ်ကိုထမင်းအဝါကျွေးလိုက်တဲ့အခါအမကြီးကလည်းအံ့ဩသွားတယ်။သွားကြည့်လိုက်ထမင်းအိုးကြည့်လိုက်ပြည့်ထမင်းအိုးကပြည့်ငကိုယ်တော့ကတော့ထမင်းအိုးကြည့်လောက်ပါမလားဒါလေးကတယောက်စားလောက်နှစ်ယောက်စားလောက်ရှိဘလို့လို့လောက်မှတော့အောင်မေးအေးသူအဲ့ဒီနာထိုင်ပြီးကျွေးနေသမျှထမင်းအိုးကဟောက်သွားတာမရှိဘူးတဲ့ပြည့်မြဲပြည့်နေတယ်ဒါသူ့ရဲ့အစွမ်းတကူပဲဒါဖြင့်သားဖြစ်တဲ့ထင်းင်းစရာရဲ့အစွမ်းတကူကိုကြည့်ပြရစီဆိုတော့ကဲငါသားမာလာတဲ့စစ်တပ်တွေကိုမင်းလာစာပေးလိုက်ကွာတတိယပြောတာလာစာပေးလိုက်တယ်သူကငွေ1000ထည့်ထားတဲ့အဲ့တော့ဒင်းကား1000ထည့်ထားတာနော်ခုခေတ်1000ကတော့ဘာမှမရှိဘူးနော်ဒင်းကားတွေ1000ထည့်ထားတဲ့အိတ်ကိုယူပြီးတော့6လစာစစ်သားတွေကိုလာကပေးတယ်6လစာပေးတာတလတည်းတည်းမဟုတ်အဲ့ငွေ1000အိတ်ထဲကနေထုတ်ပြီးတော့ပေးနေရှိသမျှလူတွေအကုန်ဝေပေးအိတ်ကဖောင်းရက်ပဲရှိတယ်တင်ကားတွေနှိုက်ရသလားထွက်နေမကုန်ဘူးတဲ့သူ့နေရာကသူ့လက်ကမလွတ်သေးသမျှအဲ့ဒီအိတ်ကြီးတဲ့ငွေကကုန်မသွားဘူးတဲ့ဒါသူ့ရဲ့အစွမ်းတကူပဲဒါဘယ်လိုဝိဇ္ဇာအတ္တမန္တန်အတ္တတွေမဟုတ်ဘူးကုသိုလ်ကောင်းမှုရဲ့အစွမ်းတကူတွေသာဖြစ်တယ်နော်လူတွေကထင်ကောင်းထင်လိုက်မယ်အုံဖွာဒီအရင်လည်းကြားဝရလိုက်မယ်အိန္ဒိယနိုင်ငံဒီလိုဝိဇ္ဇာသမားတယောက်ရဲ့အစွမ်းတတ္တိဘာပြေမှလည်းကြားလိုက်ကြတယ်နော်အဲ့ဒါမျိုးကဘာလို့ခြင်းနဲ့လို့ပြောလို့ရှိရင်လက်ဆက်တန်းလိုက်တာနဲ့ရတယ်ဆိုတာရှိတယ်ဆိုင်ပါတို့နော်အဲ့ဒါကဝိဇ္ဇာရဲ့အတတ်ပညာရဲ့အစွမ်းတကူဘယ်လိုလုပ်တာတော့ကိုယ့်ကိုလှုပ်ချခြင်းပြောမယ်လှုပ်တဲ့နီးအစိမ့်ပြီးတရေတကောင်လောက်မွေးသူ့ကိုမဲသာဝအောင်ကြွေနေတိုင်းအာမခံထားတစ်သလုံးကြွေးပါမယ်ဆိုနေ့စဉ်ကြွေးပြီးရင်သူ့ကိုခိုင်းတာမကြွေးတဲ့နေ့တော့ဆက်ချိုးမှာပဲသိကြအေးချင်းနဲ့လှုပ်တာတွေတဲ့အဲ့ဒါတွေအေးချင်းနဲ့လှုပ်တာတခါတခါအေးချင်းနဲ့လှုပ်လို့ဘာဖြစ်တုံးဆိုကဲခေါက်ဆွဲကြောစားခြင်းနဲ့လူတယောက်ကပြောတဲ့အခါကျတော့တရေကိုယူခိုင်းလိုက်တာတရေသူ့လက်ထဲလာထဲတော့ခေါက်ဆွဲဝဲကြီးပူနေနေရကျွေးလိုက်ပြီးတဲ့အခါကျအဲ့ဆိုင်ကိုသွားရှင်းရတယ်ဆိုင်ကနေယူပေးတာဒီနာအေယာဝတီတိုင်းကကျောင်းကုန်းမြို့မှာတောင်မှရုပ်ကစိုးမော်အောင်နေဆိုတဲ့လူတယောက်လူငယ်တယောက်ပေါ်ဘူးတယ်အဲ့ဒါသူလိုချင်တဲ့ဖရာကိုညောင်မင်းကြီးတပင်မောအကြည့်ပြီးတော့ဖရာတဆူပေးပါဘယ်လိုဖရာပေးပါဆိုရင်အပေါ်နေချွတ်နဲ့ကြာလာပြီသူလက်ထဲမှာဖရာရောက်လာနော်အေးချင်းမွေးထားတာလူမမြင်ရတဲ့အေးချင်းကိုမွေးထားပြီးတော့ခိုင်းစားလို့ရတယ်တဲ့အဲ့ဒီနီးတွေနဲ့လှုပ်နေကြတာနော်အဲ့ဒီနီးနဲ့လှုပ်တာအခုကတော့အဲ့ဒီလိုနီးတစ်ခုမှမပါဘူးသူတို့ရဲ့ကုသိုလ်ကောင်းမှုရဲ့အစွမ်းတကူသာဖြစ်တယ်ထ
ထူးခြားတဲ့ကုသိုလ်ကောင်းမှုတွေသူတို့ဟာလုပ်ခဲ့တယ်လုပ်ခဲ့သည့်အတွက်ကြောင့်ကုသိုလ်ကောင်းမှုကပေးတာတဲ့တခါတထေးရဲ့ချွေးမဘယ်လိုစွမ်းတကူရှိတော့ချွေးမရဲ့စွမ်းတကူပြပါအောင်လို့ဆိုချွေးမကလည်းပါလာတဲ့စတိဘိုးဘာတွေကိုချွေးမက၄စိတ်လောက်ချက်ထားပြီးတော့၄စိတ်လောက်ပဲတောင်းထဲမှာထည့်ထားတဲ့ဆန်နေ၄စိတ်လောက်ပဲထည့်ထားတဲ့ဆန်နေအဲ့ဒီဆန်နေနားမှာထိုင်ပြီးတော့6လစာပြောကြလိုက်ပဲဟုတ်ရင်တော့မဆလာလက်ထက်ကဆန်ခွဲရမ်းပေးတယ်လို့ပဲနော်ဆန်ခွဲရမ်းပေးတယ်6လစာ6လစာဝေပေးလိုက်တယ်လာကြယူကြတောင်းနေတယ်သူ့လက်ကမလွတ်သေးသမျှသူ့နေရကမထသေးသမျှအဲ့ဒီတောင်းတဲ့ကဆန်၄စိတ်ဟာကုန်ကိုမကုန်ဘူးဒါသူ့ရဲ့စွမ်းတကူပဲအဲ့ဒါလို့အသီးသီးစွမ်းတကူတွေပြပြီးတော့ဒါဖြင့်တထေးကြီးရဲ့လေသမားပုံနာဆိုတဲ့ကျွန်းရဲ့စွမ်းတကူကြည့်ကျင်တယ်တထေးကြီးကအမကြီးတဲ့သူ့စွမ်းတကူကြည့်ကျင်တော့လေတော့လိုက်မှဖြစ်မယ်တဲ့ဒီမှာကြည့်လို့မရဘူးတဲ့လေတော့လိုက်သူ့စွမ်းတကူကပါတော့ဆိုတော့ထဲသွားနဲ့တစ်ချောင်းထွန်လိုက်လို့ရှိရင်ထွန်ရေးဟာ9ခုပေါ်တယ်တစ်ချောင်းထဲကနေ9ခုပေါ်တယ်နော်9ကြိမ်ထွန်ထားတယ်လို့ပဲထဲရေး9ချောင်းပေါ်တယ်အဲ့ဒါတော့လေတော့လိုက်ကြည့်မှဖြစ်မယ်လို့ဆိုတော့အမကြီးကလေတော့မလိုက်တော့ကဲဒါဆိုကျင်တတ်ပါပြီအဲ့ဒါကိုတော့မကြည့်တော့ပါဘူးဆိုပြီးတော့အားလုံးတရင်ကြောတဲ့အတိုင်းဟုတ်လဲဟုတ်ပါပြီတဲ့ပြင်းကြီးစီပြန်ပြီးတော့အစဉ်ခံစာတက်အောင်အမကြီးပြန်သွားတယ်အဲ့တော့ဒီလိုထူးခြားတဲ့စွန့်ရည်တတ္တိတွေသူတို့ဘာကြောင့်ရဗာရဏသီပြည်မှာသူတို့မိသားစုအတူတဝါဖြစ်ကြတဲ့အချိန်မှာမိုးခေါင်ရေရှားဖြစ်ပြီးတော့လူတွေဟာငတ်ပြတ်တဲ့ဘေးနဲ့တခါကြုံမှုတယ်အဲ့ကြုံတော့ကဒီမိသားစုပဲနောက်ဆုံးမှာသူတို့မိသားစုတယောက်စာလောက်ပဲစားလောက်တဲ့သိမ်းထားတဲ့ဆံကလေးကိုမရှိတော့ဘူးအဲ့ဒါလေးကိုချက်စားဖို့တထေးကြီးကဆာလုံးမကစားတဲ့အခါကျတော့တထေးတော်ကြီးဘာစားစရာရှိသေးလဲဆိုသိမ့်ပြီးတော့ဖွက်ထားတဲ့ဆံကလေးတစ်ပြည်တော့ရှိပါတယ်ဒါဖြင့်အဲ့ဒါလေးချက်ပါလို့ဆိုချက်အလုံးအကုန်လုံးငတ်ပြတ်ကုန်ပြီတစ်မျိုးလုံးလည်းငတ်ပြတ်ကုန်ပြီသူတို့မိသားစုပဲအသက်ရှင်ဒါနောက်ဆုံးပဲအဲ့တော့တထေးတော်ကြီးမေးတယ်ရှာကူကျိုးမယ်ဆိုရင်တော့2ရက်စာလောက်ရမယ်ပေါ့ထမင်းချက်ရင်တော့1ရက်စာပဲရမယ်ဆိုကဲထမင်းသာချက်ကွာဝဝစားပြီးသေးတာပေါ့လို့ဆိုပြီးတော့ထမင်းစားပြီးသေးမယ်ဆိုပြီးတော့ထမင်းချက်ခံလိုက်ချက်ပြီးလို့သူတို့မိသားစုခုနကပုံနာဆိုတဲ့ကျွန်အတွက်ပါဟိုဘွားတော့လည်းသူကဝန်ထမ်းပဲ9ယောက်စာခွဲပြီးတော့စားမလို့အထိုင်မှာပြစ္ဆေကဗုဒ္ဓအရှင်မြတ်တဆူကြွားလာအဲ့ဒီချိန်မှာတထေးကြီးကမစားတော့ပဲနဲ့သူ့အတွက်ကိုပြစ္ဆေကဗုဒ္ဓကိုလှူလိုက်တယ်အဲ့တော့လှူတော့ကျွန်တော်မိသားစုတွေကလည်းပြစ္ဆေကဗုဒ္ဓကိုလှူချတယ်လှူပြီးတော့တထေးကြီးကဆုတောင်းလိုက်တယ်ဘာဆုတောင်းတော့ဆိုဘယ်ဘဝမှအခုလိုငတ်တဲ့ပြတ်တဲ့ဘဝမျိုးမကြုံရစေနဲ့တဲ့ဆံစပါးရှားတယ်ဆိုတာမကြုံရအောင်စပါးချီတွေရှင်းပြီးတော့ကောင်းကင်ကစပါးမိုးရွာစေနိုင်တဲ့အစွမ်းတကူရတဲ့ပုဂ္ဂိုလ်ဖြစ်ပါစေဒါသူဆုတောင်းတာနော်ကုသိုလ်ကောင်းမှုဆိုတာတောင်းတဲ့တိုင်ဖြစ်တတ်တယ်ပေါ့ပေးနိုင်တဲ့စွမ်းရည်တတ္တိရှိတဲ့ကုသိုလ်
တတိကရောကြီးကလည်းပိစိကဗုဒ္ဓကိုလှူပြီးတော့ဆုတောင်းတယ်ခုနကသူရတဲ့အစွမ်းတကုတ်တိုင်းဆုတောင်းတယ်ဘယ်တော့မှလည်းငတ်တဲ့ပြတ်တဲ့ဘဝမရောက်စေနဲ့ဒီလင်ဒီသားဒီမယားနဲ့ပဲဖြစ်ပြရစေဒါလည်းထည့်တောင်းသေးတယ်သူတို့နော်ဒီထဲမှာရှောက်ပြီးတော့မတောင်းကြနဲ့ငှက်ဖြစ်ရင်လည်းတခိုင်းနေဆိုတော့ကြာငှက်ကြီးဖြစ်နေခက်နေမယ်နော်အဲ့ဒါလူဘဝရတာပဲတောင်းသူတို့ဟာဘဝဆက်တိုင်းဒီမေဒီအဖေဒီသားဒီချွေးမဒီအလုတ်သမားဒီကြုံမဲ့ရပါရစေအဲ့လိုပဲဆုတောင်းကြဆုတောင်းပြီးတော့အခုသူတို့မှရတဲ့စွမ်းတကူတွေကိုသူတို့လိုချင်တဲ့အတိုင်းဖြစ်လာတယ်ကြုံလုံးတဲ့ပုဂ္ဂိုလ်ကလည်းပဲအဲ့ဒီနေ့မှာသူစစ်သူကြီးရာထူးတောင်းမဲ့ဆိုရင်စစ်သူကြီးဖြစ်မှာသို့တော့မိသားစုခင်မင်းတဲ့တန်ရောစင်နဲ့သူတို့အိမ်သူတို့နဲ့အတူဖြစ်ပါရစေလဲထွန်တဲ့အလုပ်ကိုသူကမျက်နှိုးတယ်သူလုံးနေကြအလုပ်ဒါပဲသိတယ်အဲ့တော့မျက်နှိုးတော့သူထွန်ရေးတစ်ခါထွန်လိုက်ရင်9ကြောင်းထွန်ရေးကြောင်းတွေ9ကြောင်းထင်ပါစေခဏလေးထွန်မှာသူကအဲ့ဒါလို့ဆူတောင်းလိုက်တာအဲ့တုန်းကဆူတောင်းလို့ဒီဘဝမှာသူတို့ဟာဒီလိုထူးခြားတဲ့အစွမ်းတကူတွေကိုရတာတဲ့ဒါဟာမြတ်စွာဘုရားလက်ထက်ကဗတ္တိယမှာဝိသခာရဲ့ဖိုးဘွားမိဘတွေရဲ့ရရှိထားတဲ့အစွမ်းတကူတွေကိုဝိနည်းမဟာဝေကပါဠိဝိနည်းပိဋကမဟာဝေကပါဠိမှာမေနကဝတ္ထုဆိုပြီးတော့ဖော်ပြထားတဲ့အတိုင်းပြောတာနော်အဲ့တော့ဒီလိုပဲဝိသရမင်းကြီးကစုံစမ်းခိုင်းရလောက်အောင်သူတို့တရင်ဟာအလွန်ကြီးတယ်သို့တော့သူတို့ဟာအဲ့ဒီအချိန်မှာဘုရားဘာသာမဖြစ်သေးဘူးမြတ်စွာဘုရားသခင်ကိုရောမြတ်ကသူတို့မိသားစုကိုချီးမြှောက်ဖို့ရအတွက်အဲ့ဒီဘက်ကိုခရီးထွက်လာအဲ့ဒီအချိန်မှာတနင်္ဇယာနဲ့သူမနထေဝီတို့ကဝိသခာဆိုတဲ့သမီးလေးတူမွေးဖွားတာလို့ဝိသခာ9နှစ်အရွယ်ရှိနေပြီအဲ့ချိန်နော်တနင်္ဇယာမေနကတထေကြီးရဲ့မြေးလေးပေါ့ဝိသခာ9နှစ်အရွယ်မှာမြတ်စွာဘုရားဗတ္တိယကိုကြွလာဗတ္တိယမြို့ကြွလာတဲ့အခါမြတ်စွာဘုရားကြွလာတာကိုကြိုးဆိုဖို့သို့မဟုတ်ဘုရားကိုသွားပြီးတော့ရှိခိုးဥတိုက်ကြဖို့ဗတ္တိယမြို့ကဇာတိယဝနလို့ခေါ်တဲ့မြတ်လေးတော်ထဲမှာမြတ်စွာဘုရားတရင်တောင်းတယ်မေနကတထေကြီးဟာအကောင်းဆုံးရှင်နေစီးပြီးပိဋကနဲ့ရှင်တန်းကြီးနဲ့မြတ်စွာဘုရားကိုသွားကြောတာဝိသခာကိုလည်းပဲငါမြည်တဲ့ငါမြည်မှလည်းစက်သေးရှိတယ်ဒီမင်္ဂလာကိုရယူတဲ့အနေနဲ့ဝိသခာကိုပေးထားတဲ့သူ့ရဲ့အချမ်းရံအမျိုးသမီးငယ်900သူတို့ကိုယထာတစည်းစီမြင်းလဲတစည်းစီပေးထားတယ်အဲ့ဒီမြင်းလဲတွေရဲ့သူတို့ရဲ့အလုတ်ကျွေးအမျိုးသမီး900ရဲ့သူတို့ရဲ့ဝတ်စုံတွေကိုဝတ်ပြီးတော့မြတ်စွာဘုရားကိုသွားကြိုးပါဆိုတော့ဝိသခာလိမ္မာရေးချရှိတယ်အသက်က9နှစ်ပဲရှိသေးတယ်သူ့ခြံရံ900အလုတ်ကျွေး900နဲ့အတူတကွမြတ်စွာဘုရားကြွလာတဲ့စီကိုသွားရောက်ပြီးတော့ကြိုးဆိုလိမ္မာပတ်နဲ့လို့မြတ်စွာဘုရားစီကိုမြင်ထားပြီးစီးပြီးတော့မသွားဘူးဘုရားသရင်သုံးတဲ့နေရာရောက်တဲ့အခါမြင်ယထာဘောကဆင်းပြီးခြေချင်းဝင်သွားကြတယ်ဒီကလေးမလေးတွေကဝင်သွားပြီးတော့မြတ်စွာဘုရားအနိကမှာရှိခိုးဝါချစီအဲ့ဒီချိန်မှာမြတ်စွာဘုရားကသူတို့နဲ့တန်တဲ့တရားသူ့အဖိုးတွေရောအဖွားတွေရောမိဘတွေရောအလုံးသူတို့မိသားစုကိုတရားဟောတယ်တ
တရားဟောတဲ့တရားပွဲမှာအဖိုးဖြစ်တဲ့မေနကတထေးကအစဝိသခာတိအလုံးဟာတတ္တဗံဖြစ်သွားကြတယ်တတ္တဗံဖြစ်သွားတယ်ဆိုတာမြတ်စွာဘုရားတရားအပေါ်မှာတန်တရားမရှိတော့ဘူးတန်တရားကင်းသွားတယ်မှန်ကန်တဲ့အမြင်တစ်ခုရရှိသွားတယ်အမြင်မှန်ရရှိခြင်းတန်တရားကင်းခြင်းဆိုတဲ့ဒိဋ္ဌိနဲ့ဝိသိကိစ္စဒီနှစ်ခုကင်းကွာသွားပြီမြတ်စွာဘုရားသာသနာတော်ကိုအသက်ပေးပြီးယုံကြည်စိတ်ကတဲ့ဘုရားဘာသာဝင်အစစ်ဖြစ်သူရောက်ရှိသွားကြတယ်အလုံးဟာဘုရားတရားတန်ခါယရဏသုံးပါးကိုခံယူတဲ့ဥပဒကဥပတိကမဖြစ်ခံယူခဲ့ကြတယ်တဲ့ဒါသူတို့လုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုကြောင့်အေးခြင်းနဲ့လှုပ်တာမဟုတ်ပဲနဲ့အခုလိုစွမ်းတကူတွေရတာနော်ဒီဘဝမှာထူးထူးခြားခြားကုသိုလ်ကောင်းမှုတွေရမေနကတထေးကြီးကဘာကြောင့်ရွှေဆေးရုပ်တွေသူ့အိမ်ရဲ့နောက်ဖေးမှာပေါ်လာတယ်လဲဆိုရင်သူဟာတခုသောဘဝမှာဝိပဿနာမြတ်စွာဘုရားသရင်သုံးမှုအကြောင်းဆောက်တဲ့အချိန်မှာအဲ့ဒီသရင်သုံးတဲ့အကြောင်းရှိမှာဂုံစရသာလာလို့ခေါ်တဲ့ဆောက်ဦးတစ်ခုကိုသူကဆောက်လှူတယ်လှူပြီးတော့အဲ့ထဲမှာမြတ်စွာဘုရားသရင်သုံးမှုတရားပလင်ထိုင်မှုတရားပလင်အောက်ကရွှေဆိပ်ရုပ်၄កောင်ခံထားတယ်ခြေနှင်းကုံမှာရွှေဆိပ်ရုပ်2កောင်ခံထားတယ်အဲ့ဒီအဆောက်အဦရဲ့ပတ်လည်မှာရွှေဆိပ်ရုပ်၄កောင်အဲ့ဒီဟာတွေလှုပ်ပြီးထူးထူးဆန်းဆန်းလှုပ်ပြီးလှူခဲ့သည့်အတွက်ကြောင့်သူ့အိမ်ရဲ့နောက်ဖေးမှာရွှေဆိပ်ရုပ်တွေပေါ်လာတယ်ဘလောက်ကြီးတုံးဆိုတချို့ရွှေဆိပ်ရုပ်ကဆင်လောက်ကြီးတယ်တချို့ရွှေဆိပ်ရုပ်ကနွားလောက်ကြီးတယ်အဲ့ဒီလိုချင်တဲ့ပစ္စည်းမှန်သမျှအဲ့ဒီရွှေဆိပ်ရုပ်ရဲ့ပါဇက်ထဲနှိုက်လိုက်တာနဲ့အကုန်ရတယ်အဝတ်စားလိုချင်အဝတ်စားရအဲ့တော့အော်စားကောင်းတယ်ဒီလိုအစွမ်းတတ္တိတွေကိုဘယ်သူကပေးတာတော့ဆိုကိုလို့တဲ့ကုသိုလ်ကောင်းမှုကပဲပေးတာအဲ့တော့ကုသိုလ်ကောင်းမှုဆိုတာဒီလိုပေးနိုင်သလားဆိုဒီဇလန်းကိုကြည့်မယ်ဆိုလို့ရှိရင်ပေးနိုင်စွမ်းရှိတယ်ဒါပေးတာဘာဟုတ်လဲကုသိုလ်ကောင်းမှုကတပ္ပတကျင့်စဉ်ကျင့်မယ်ဆိုလို့ရှိရင်ကဘာပေါင်းများစွာအသက်ရှိတဲ့ပြမအဖြစ်ကိုလည်းပေးတာပဲလေဒီကုသိုလ်ကံတမန်ဒါနကုသိုလ်လေးကပေးတဲ့ဟာဒီတဲ့ကြီးမှာလူစည်းစိမ်နတ်စည်းစိမ်နောက်ဆုံးမှနိဗ္ဗာန်ထိအောင်ပေးနိုင်တဲ့ကုသိုလ်ဆိုတာအမှန်မှကြီးမားတဲ့ကုသိုလ်ကောင်းမှုတွေပဲကုသိုလ်ကံရဲ့အစွမ်းဟာထင်သေးစရာမဟုတ်ဘူးရှင်နဲ့နှလုံးထဲမှာဖြစ်လာတဲ့ကုသိုလ်ကံရဲ့အစွမ်းတတ္တိကြောင့်စဉ်းစားလို့မရနိုင်လောက်အောင်မတွေးမိနိုင်လောက်အောင်ကြီးမားတဲ့အစွမ်းတကူတွေကိုဖြစ်ပေါ်စေတယ်ဘယ်သူကဖြစ်စေတာတော့ဆိုကုသိုလ်ကဖြစ်စေတာနောက်ဆုံးမှာဘယ်လိုမှမသိနိုင်တဲ့မမြင်နိုင်တဲ့နိဗ္ဗာန်ချမ်းသာထိအောင်ဒီကုသိုလ်ကောင်းမှုကပေးလို့ရတယ်လေရှင်ထဲမှာရှိတဲ့ကိလေသာတွေကုံသွားအောင်လည်းပဲဒီကုသိုလ်တွေကစွမ်းဆောင်မှုပေးတာပဲဖြစ်တယ်ဒါကြောင့်မို့ကုသိုလ်ကံရဲ့စွမ်းဆောင်မှုတွေနဲ့ပတ်သက်ပြီးမြတ်စွာဘုရားကခြုံငုံပြီးတော့ဟောတဲ့အခါမှာမနုဿိကာသတမ္ပတိဒေဝလောကေသယာရတိယာသနိဗ္ဗာနတမ္ပတိသဗ္ဗမေတေနလပ္ပတိကုသိုလ်ကံနဲ့ပဲအလုံးရတယ်မနုဿိကာသတမ္ပတိလူချမ်းသာဒီကနေ့လူတွေတွေ့နေတဲ့လူချမ်းသာဆိုတာလူချမ်းသာလို့တော့ခေါ်စရာမရှိဘူးဘယ်ချမ်းသာမလဲနော်ဒီကနေ့လူချမ်းသာဆိုတာရည်စရာလူချမ်းသာကြီးပဲတကယ်လူချမ်းသာဆိုတာစัจ java ရိမင်းရဲ့ချမ်းသာမှာတကယ်လူချမ်းသာအစစ်လူချမ်းသာအစစ်ကအဲ့ဒါဘယ်အခုဟာပစံလေးရဖို့ရှားလိုက်ကြရတာရှားထွက်နေအောင်အလုံးလုံးလိုက်ရတာမောနေအောင်ဒီထဲမှာတော်ကားကြနော်ကားလေးတစ်စီးစီးဖို့ဆိုလဲလုံးလိုက်ရတာ
ပေါင်းအချိန်ချင်းကားပြီးမှကားရတာနော်ဒီတိုင်းကားရတာမဟုတ်ဘူးမျိုးမျိုးလုပ်ပြီးတော့မှအလုံးလုံးပြီးတော့လုံနိုင်မှရရှိကြတယ်စัจ java မင်းရဲ့စီစဉ်ချမ်းသာဆိုတာကုသိုလ်ကောင်းမှုနဲ့သူကသူစัจ java ရရောက်လာတာလေလွယ်တကူရောက်လာတာအဲ့တော့လူချမ်းသာမှာအမြင့်ဆုံးလူချမ်းသာဆိုတာစัจ java မင်းရဲ့ချမ်းသာကိုပြောအဲ့ဒီစัจ java မင်းချမ်းသာကိုလည်းကုသိုလ်ကောင်းမှုကပေးနိုင်တယ်နတ်ချမ်းသာဆိုတရားမင်းနေရတဲ့စီစဉ်ချမ်းသာပြမမင်းနေရတဲ့စီစဉ်ချမ်းသာအလုံးဟာကုသိုလ်ကောင်းမှုကပေးတာလေကြည့်ပဲနော်အတိုင်းတာတစ်ခုရကုသိုလ်သူကုသိုလ်နဲ့သူ့အကျိုးဒီကုသိုလ်ကောင်းမှုရဲ့အစွမ်းတတ္တိကြောင့်ဒါနကောင်းမှုဆိုတာမယုံမရှိနဲ့ဒါနကောင်းမှုမရှိတဲ့လူကဆင်းရဲတဲ့အိမ်သွားမွေးတယ်အနိတောင်ပေးစရာမရှိဘူးစားစရာတော့မရှိတဲ့အခါအမိုက်ပုံးနဲ့ရောက်သွားတယ်နော်ဒါနကောင်းမှုမရှိဘူးဆိုရင် immigration တောင်လက်မခံဘူး immigration တောင်လူ့ဘဝလာဖို့ဗီဇာထုတ်မပေးဘူးခုခေတ်နော်တားလိုက်တာဟိုကတားဒီကတားကြွတင်ပြီးတော့လဲတားကြကိုကလူဘဝလူဖြစ်ချင်ပါတယ်ဆိုတော့မှပဲကုသကံအာနိရင်တားဆီးခြင်းကိုခံရတယ်တားဆီးခြင်းကိုခံရတယ်မလာခဲ့နဲ့ဆိုတဲ့အဓိပ္ပာယ်မလာခဲ့နဲ့သူခေါ်မှလာတာဒါကြောင့်လို့မိဘရဲ့ကျေးဇူးဆိုတာဣမတလောကတဓာတိတာရောဒီလောကကြီးကိုလာခွင့်ပြုလိုက်တာမိဘရဲ့ကျေးဇူးပဲအမေဖေကလာခွင့်မပြုလို့ရှိရင်လာလို့ကိုမရနော် family plan ဆိုတာတွေချပြီးတော့မလာနဲ့ဆိုပြီးတော့တားကြတယ်လေမတော်တဆရောက်လာရင်လည်းအမှတ်ပုံးနဲ့ပြစ်လိုက်တယ်အဲ့တော့လူဘဝဆိုတာလွယ်လွယ်နဲ့ရတာမဟုတ်ဘူးကုသိုလ်ကောင်းမှုရှိတဲ့ပုဂ္ဂိုလ်သားကုသိုလ်ကောင်းမှုရှိတဲ့ပုဂ္ဂိုလ်ကြတော့ချမ်းသာပါတယ်ဆိုရမိဘအိမ်သွားမွေးတယ်နေစရာအစင်သက်စားစရာအစင်သက်စီးစရာရင်အစင်သက်သူ့အတွက်အလုံးမိဘတွေရှာထားတဲ့ပစ္စည်းဥစ္စာတွေကသူ့အတွက်အစင်သက်ဖြစ်တယ်ဒါဟာဒါနကုသိုလ်ရဲ့အကျိုးဆိုတာရှိတယ်ဆိုတာမတမထင်ရှားတယ်နော်သူလှုပ်တာတခုမှမပါဘူးဥဝဲဆိုရောက်လာတယ်သူ့အတွက်ကြည့်ပဲအကုန်လုံးဒီလိုဖြစ်တာဒါနကုသိုလ်မရှိဘူးဆိုရင်ဒုက္ခရောက်ပြီတော့ရောင်လေနဲ့ immigration ကခေါ်လိုက်လို့လေလာမနေနဲ့ဒုက္ခရောက်တော့မယ်တော့ကြလူဝင်မှုကြီးကြပ်ရေးအဲ့ဒါခေါ်ဒါကံကြမ္မာကပြောတဲ့လူဝင်မှုကြီးကြပ်ရေးကိုပြောတာပါဟိုပခုံးတစိမ့်တက်ထားတဲ့လူဝင်မှုကြီးကြပ်ရေးကိုပြောတာမဟုတ်ဘူးအဲ့ဒါလို့ဘဝဆိုတာကုသကံအကျိုးပေးမှလှတယ်ပေါ့ကုသကံကစัจ java မင်းဘဝကိုလည်းပဲဒီကုသကံဖြစ်စေတယ်နတ်မင်းနေပြမမင်းနေဘဝကိုလည်းဖြစ်စေတယ်နောက်ဆုံးမှာဘယ်အရာမှထာဝရမြဲတာမရှိဘူးဘဝဆိုတာလည်းပဲတခဏမျှတာဖြစ်တယ်ဒီဘဝတည်းမလိုချင်ဘူးဘဝကိုတခုမှမလိုချင်ဘူးဆိုလို့ရှိရင်လည်းဘဝရဲ့လွတ်ကြောင်း exit ဆိုတဲ့ထွက်ပေါက်ကိုလည်းပဲဒီကုသိုလ်ကောင်းမှုကပြပေးတယ်နိဗ္ဗာန်ကိုရောက်စေနိုင်တယ်ဒီကုသိုလ်ရဲ့အစွမ်းနဲ့ပဲရှင်ထဲမှာရှိတဲ့လောဘတွေဒေါသတွေမောဟတွေကိလေသာတွေကိုကုန်ခန်းသွားစေပြီးတော့တန်တရားဝကလွတ်အောင်လုပ်ပေးတာလေဒီကုသိုလ်ကောင်းမှုပဲလို့ဆိုတယ်သူ့ရဲ့အစွမ်းစားတွေဟာတန်တရားထဲမှာသာအကျိုးပေးတာမဟုတ်ဘဲနဲ့တန်တရားဝကလွတ်အောင်လည်းပဲဆွမ်းဆောင်မှုပေးတယ်တန်တရားရဲ့အကျိုးပေးတာတော့သူ့ရဲ့သဘာဝနဲ့ပြုလုပ်သူကုသိုလ်ရှင်ရဲ့စိတ်ဆန္ဒပေါ်မှာမူတည်တယ်သူဆန္ဒပေါ်မှာမူတည်တယ်ဘာဖြစ်ချင်တယ်ဆိုတာကိုဖြစ်အောင်ဆွမ်းဆောင်မှုပေးတယ်ကုသိုလ်ကကုသိုလ်ရှင်ကဒီတန်တရားထဲမှာမဖြစ်ချင်ပါဘူး
နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းပါတယ်ဣဒံမေပုံညာနိဗ္ဗာန်တပစ္စယောဟောတုလို့နိဗ္ဗာန်ကိုလိုချင်ပါတယ်ဆိုတဲ့ဆန္ဒပြုလိုက်မယ်ဆိုရင်လေဒီကုသိုလ်ကတန်တရားထဲမှာအကျိုးမပေးဘူး exit ထီအောင်ပို့ပေးလိုက်တယ်နော်တန်တရားက exit မရောက်သေးခင်တော့သူ့ရဲ့အကျိုးတွေခံစားရအောင်မှာပဲဖြစ်တယ်နောက်ဆုံးမှာနိဗ္ဗာန်ချမ်းသာကိုမရမချင်းဒီကုသိုလ်ကောင်းမှုကဥလှဲ့ပြီးကောင်းကျိုးချမ်းသာတွေပေးနေမှာပဲဖြစ်တယ်နိဗ္ဗာန်ရောက်ပြီးမှသူ့ရဲ့အလုပ်ဟာပြီးသွားမှာဖြစ်တယ်ဒါကြောင့်မို့ကုသိုလ်ကောင်းမှုရဲ့စွမ်းဆောင်မှုတွေဟာအမှန်တမ်းကြီးမားတယ်ကြီးမားတဲ့ကုသိုလ်တွေထဲမှာဒါနကုသိုလ်သည်ဒါနတမ္မုဒ္ဒနိဘောဂနိတို့ဆိုတဲ့အတိုင်းဘဝမှာပြည့်စုံတဲ့အသုံးဆောင်တွေရှိတဲ့ဘုံဘဝရခြင်းနဲ့ဆိုရင်ဒါနကောင်းမှုလုပ်အောင်အသက်ရှည်ပြီးတော့ကျမ်းမာတယ်နော်သက်ရှည်တယ်ကျမ်းမာတယ်ဘဝမှာပြည့်စုံတဲ့အသိဉာဏ်တွေကျွယ်ဝတယ်ဆိုလို့ရှိရင်သီလကုသိုလ်ကိုလုပ်ရမှာဖြစ်တယ်ဉာဏ်ဤထက်မြက်တယ်တတိတွေကောင်းတယ်စွန့်ရည်တတိတွေထက်မြက်တယ်ဆိုရင်ဘာဝနာကုသိုလ်ကိုလုပ်အောင်အဲ့ဒီမဲ့နိဗ္ဗာန်ကိုရခြင်းနဲ့ဆိုရင်ဝိပဿနာကုသိုလ်ကိုလုပ်ရမှာဖြစ်တယ်ဝိပဿနာကုသိုလ်ကသာလေနိဗ္ဗာန်ထိအောင်စွမ်းဆောင်မှုကိုပေးတယ်လို့ကုသိုလ်အစဉ်စဉ်ဒါနကောင်းမှုသီလကောင်းမှုသမထဘာဝနာကောင်းမှုဝိပဿနာဘာဝနာကောင်းမှုဒီကောင်းမှုကုသိုလ်တွေရဲ့အစွမ်းတတ္တိဟာအလွန်ကြီးမားလို့တန်တရားထဲမှာပေးရတဲ့ဟာကကုသိုလ်ရှင်ရဲ့စိတ်ဆန္ဒအတိုင်းပေးနိုင်တာဖြစ်တယ်ဒါကြောင့်ကုသိုလ်ကောင်းမှုကိုမြတ်စွာဘုရားကပုံဉဏ်စေပုရိသောကရိတာမင်းကုသိုလ်ကောင်းမှုကိုလုပ်ပါတဲ့လုပ်မယ်ဆိုရင်လည်းပဲကရိယာနံပုဏ္ဏပုဏ္ဏအထထလုံးမိအောင်ကြိုးစားပါတမ္မိဆန္ဒံကရိရတာကုသိုလ်ကောင်းမှုပေါ်မှာစိတ်ဆန္ဒမွေးပါဘာကြောင့်လဲဆိုရင်သူခောပုညတဥစ္စေယောကုသိုလ်မျိုးမျိုးကိုရင်နဲ့နှလုံးထဲမှာစုမိဆောင်းမိဖြစ်လာပြီဆိုရင်မင်းလိုချင်တဲ့အစဉ်ပြေမှုအစွမ်းတကူချမ်းသာဒုက္ခမှန်သမျှကိုကုသိုလ်ကပေးနိုင်ပါတယ်လို့မြတ်ဗုဒ္ဓကဟောကြားခဲ့တာဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းမိမိတို့ဘဝမှာဒီကောင်းကျိုးချမ်းသာတွေကိုမျက်နှိုးကြတယ်လိုချင်ကြတယ်ဆိုလို့ရှိရင်နောက်ဆုံးမှာနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုခြင်းနဲ့ဆိုရင်ကုသိုလ်မှတပါအခြားပေးစွမ်းနိုင်တာမရှိဘူးကောင်းကင်ဘုံကဂေါဆိုတဲ့ဘုရားကလည်းဘာမှလာပေးမှမဟုတ်ဘူးเนาะအလုံးဟာကိုယ်ရင်ထဲမှာဖြစ်တဲ့ကြည်နူးဝေရကောင်းတဲ့စိတ်ကောင်းနှလုံးကောင်းမေတ္တာကရုဏာမုရိဒဥပေက္ခတို့မြင့်မြတ်တဲ့စိတ်နေသဘောထားစေရနာတွေကိုယ်ရင်ထဲမှာဖြစ်တဲ့အစွမ်းတတ္တိတွေကသာလေကိုယ့်ရဲ့ကောင်းကျိုးကိုဆောင်းပါလို့ဆိုတာကိုတတိထားပြီးစိတ်ကောင်းနှလုံးကောင်းမွေးမြူလို့နေ့စဉ်နဲ့အမျှထို့တဲ့တွေကုသိုလ်မျိုးစုံအားထုတ်ကြိုးပမ်းကြရမှာဖြစ်တယ်လို့ကိုယ်စီတတိကြီးစွာထားပြီးကုသိုလ်တရားဖြစ်ပေါ်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း